ဟုတ်အသားအကွက်နဲ့ဘာသားတော့အဲ့လိုတော့ထင်နေရတယ်နော်ဘာအသားတော့ဟယ်လိုနင်တို့ရဲ့မိဖို့ကန်နဲ့ပြန်လဲကြိုဆိုလိုက်ပါလေဟုတ်ပါတယ်ကျမဝက်သား6တီလမ်းထားတာပါလမ်းနဲ့စကားကြောင့်အကွက်တွေဖြစ်နေတော့ဘာသားလဲလို့နော်ထင်သွားစေတယ်ဝက်လိုင်းသားကိုအပြားလေးလေးလုပ်မယ်အချောင်းလေးလေးလုပ်မယ်ကျမချင်းရဲ့ကြက်တုံဖြူရဲ့ထောင်းနာမယ်ပြီးရေလေးညက်မယ်ပြီးတော့အဖက်လေးလည်းနည်းနည်းလေးပေါ့အဲ့ဒါလေးလည်းထည့်မယ်ပြီးစားချုံမုံတကြားနဲ့ဒါပဲအဲ့ဒါလေးနဲ့ရိုးရိုးရှင်းရှင်းရတာလေးပေါ့နော်ဟိုငံပြရေဖြူစီတဲ့လမ်းနဲ့နီလန်း6ကြီးရတာဘလို့မှမကြိုက်ဘူးဟိုအရင်မြမအရတာအတိုင်းရိုးရိုးရှင်းရှင်းရတာပဲကြိုက်ဆုံးမလို့အဲ့လိုပုံစံလေးပဲလမ်းထားတယ်ဟောလမ်းပြီးတော့တရက်လောက်ပဲလမ်းရတယ်နေရတော့ပူတော့အကောင်က6တွေ့တော့ကဲချက်စားဖို့ပဲကြံတော့တယ်ကျမတို့ဘလူးလမ်းကြသေးသလဲပြောပေးကြအောင်နော်